ဒီနေ့ကတော့ကျွန်တော်ရုံးပိတ်ရက်လေးမှာဝန်သားဆက်ကြော်လေးနဲ့ဝန်သားချိုးချက်လေးကိုချက်ပြမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်လှိတ်နေရပါတော့စင်နေရတဲ့ကြော်နေပါလေကျွန်တော်စင်ချင်းပြပါမယ်ဒီဆုံးဝန်သားလေးတွေကိုစားစလေးနေပြီးတော့စီထဲမှာကြော်အောင်ကြော်လိုက်ပါတယ်စီရရမ်းထဲစရာမလိုပါဘူးဝန်သားစီထွက်လို့ပါဝက်စီကကျွန်တော်အဲ့ဒါနဲ့အိမ်ကနေပြီးတော့အမေရဲ့တွေ့တဲ့နနက်ပွင့်နေနဲ့ကျွန်တော်ကရဝီရွက်တွေရှောက်ထည့်လိုက်ပါတယ်ပြီးတော့ကျွန်တော်စိတ်ကူးပေါက်ရမိမကျွတ်သွန်ထိခိုင်းနေထဲတယ်ငမြိုင်ထဲတယ်ကြော်တယ်လိမ့်နေကျွန်တော်လိမ့်နေကျွန်တော်လိမ့်ပါတယ်ကျွန်တော်လိမ့်ရင်းနဲ့အမှဝသားကြော်တစ်ခွက်ထွက်လာပါတယ်အဲ့ဒီရောင်လေးကတော့ခွဲချမ်းမှုထည့်လိုက်လို့ပါရမ်းစားကောင်းပါတယ်လိုက်တုပ်စားကြည့်ကြပါတခါလေစိတ်ကူးရရတာပို့ပြီးတော့စားကောင်းပါတယ်ကိုတန်းဦးလိုပါပဲဒါလေးကတော့စီတဲကိုတကြားလေးရင်ထည့်ပြီးတော့တကြားလေးညိုလာတဲ့ဒီဆောင်းပါမယ်ကြားလေးညိုလာရင်ကျွန်တော်တို့ဝတ်သားလေးကိုထည့်ပါမယ်ထည့်မယ်ဝတ်သားထည့်တယ်အမှလိမ့်နေစီရနဲ့ပေါက်တယ်ရှောင်းနေလိမ့်နေလိမ့်ရင်းနဲ့ကျွန်တော်မိမကျက်သွန်ကြိတ်တာလေးကျွန်တော်ထည့်လိုက်ပါတယ်ထည့်ပြီးတဲ့အခါမှာသူကြီးထည့်ပါတယ်တစ်ခွက်ပါအဲ့ဒါနဲ့ကျွန်တော်မှုရအောင်ဆိုပြီးတော့ကျွန်တော်ကျက်သွန်ထည့်တယ်ဂျင်းထည့်တယ်နက်ပွင့်နဲ့ကလေးရထပ်တွေ့ထပ်ထည့်လိုက်ပါတယ်ပြီးတော့ကျွန်တော်နည်းနည်းနန်းမွေးနေလို့တေချဘိုးကောက်ကြီးကိုလည်းကျွန်တော်ထုတ်ပြီးတော့လွှင့်ပြလိုက်ပါသေးတယ်နက်ပွင့်နဲ့ကျွန်တော်ဆက်ထည့်ရပါတယ်နန်းမွေးလာပါတယ်